high နေကြတယ်မလို့ကွာ story ကတာမှန်ပဲဒီအိမ်မတာမှန်မဲ့ကွာသူတို့နည်းနည်းပါးထူးကြသွားထူးရလို့လည်းမရဘူးလေကွာအပိုင်း1000ကျော်နေဒါမှမထူးကြရင်လည်းမင်းကားကြီးရတည်လားတည်ရမလားအမတ်ပုံနဲ့လွတ်ပြလိုက်တော့ကွာဟုတ်လားအားလုံးပဲမင်္ဂလာပါကျွန်တော်ဒီတစ်ခါကျွန်တော်မကြိုက်တဲ့အကြောင်းအရာလေးပြောမှာပါပေါ့နော်ဒီ one page နဲ့ပတ်သက်ပြီးပြောမှာကဲတော့ one page ကိုကျွန်တော်စထွက်တဲ့အပိုင်း episode 1ကနေပြီးတော့အခုနောက်ဆုံးထွက်တဲ့အထိကျွန်တော်ကြည့်ပြီးသွားပြီဒါပေမဲ့ one page ကိုကျွန်တော်ပြောရမယ်ဆို one page ကနည်းနည်း overrated ဖြစ်တယ်လို့ပြောချင်တယ်ဒါကျွန်တော်နဲ့အမြင်တူချင်တဲ့လူတွေရှိမယ်ဒါမှမတူတဲ့လူတွေရှိမယ်ဆရာရှင်တဲ့လူတွေရှိမယ်ပေါ့နော်ဒါပေမဲ့ကိုမကြိုက်တာကိုပေါ့ကိုလွတ်လပ်စွာပြောခွင့်ရှိရပဲဟုတ်တယ်မလားရှားလို့မထိခိုက်တွေ့โอเคကျွန်တော်ဘာလို့ 1B ကိုမကြိုက်တဲ့အချက်တွေရှိလဲဆိုတော့ကျွန်တော်ပြောရမယ်ကျွန်တော်မကြိုက်တဲ့အချက်တွေကိုကျွန်တော်ပြောရမယ်ဗီဒီယိုလေးစားလိုက်ရအောင်နော် Here it comes. Almost there. ဒီမှာအောင်ဆုံး character okay character ရေးကြည့်အောင်ကျွန်တော် one page မှာလူမျိုးတွေ character တွေအများကြီး species အများကြီးရှိရဆိုပေမဲ့မလိုအပ်ပဲနဲ့ဒါရုပ်ဆိုးရတာကြီးအများကြီးပဲသိလားဒီ one piece ရဲ့ character တွေကိုမလိုအပ်ပဲနဲ့ကွာတမင်တကာကြီးရုံမဆိုးဆုံးအောင်လုပ်ထားတာမျိုးရှိရကွာသိလားဘယ်လိုပြောမလဲအခုကတချို့ character တွေဆိုခေါင်းကြီးဖင်တေးခေါင်းကြီးအဲ့လိုကြီးရှောက်လုပ်ထားရှိရကွာတကယ်တော့မလိုအပ်ဘူးကွာတချို့တွေဆို human man ဒါပေမဲ့တမင်တကာကြီးရုပ်ဆိုးတာကွာဥပမာ Raizo တို့ပါလို့ဆိုရင်ဟိုချပါ giant နေပါရဲ့ဟိုမားမိတ်တဲ့ဒီငါလူသားတွေပါရှိရပဲဘယ်လောက်ပဲပြောတချို့ကောင်တွေကတမင်တကာကြီးကိုကွာပေါက်လို့ပဲသာဆွဲထားဟိုပါသိလားဥပမာကွာ villain တွေမှာဆိုရင်မြင်ရမယ်ပါလဲဝါပိုလို့ပါကွာဒါမျိုးဆိုရင်ကွာနည်းနည်းဆွဲလို့ကောင်းမွန်ဆွဲလို့ရတယ်ဒါပေမဲ့တမင်တကာရုပ်မဆိုးအောင်ဆွဲတာကွာသိလားအဲ့ဒါတွေကိုအဲ့လို character တွေအများကြီးပဲကွာအများကြီးပဲ one page မှာဒါဟိုကွာဟိုဘယ်လိုပဲဖင်ပိတ်ပြီးညင်နေရပဲကွာသိလားအဲ့လို character တမင်တကာလောက်ထားအများကြီးပဲဟိုလူသားတွေငါလူသားတွေပါဘယ်လိုပဲပြော Raizo ဆိုလဲလူသားပဲဒါပေမဲ့အဲ့လိုမျက်နှာနဲ့အဲ့လိုပုံစံအချိုးမကျတဲ့ဥစ္စာနဲ့မရှိဘူးကွာတမင်တကာကြီးတပတ်လောက်ထားတာဒါပြောချင်တာကတော့ one piece မှာ character တွေကအဲ့လိုမျိုးကွာမလိုပါနဲ့ဒါရုပ်ဆိုးနေရကြီးကရုပ်ဆိုးတာမဟုတ်ကွာကြည့်ရဆိုးအောင်ဆွဲထားတာမျိုးကွာသိလားအဲ့လိုမျိုး character တွေအများကြီးပဲအဲ့ဒီချက်တော့မကြိုက်ဘူးအဲ့လိုမျိုးပြောကြရဆိုရင်ကွာမိုင်ယောကက်ဒမီယာသွားကြည့်မယ်အစွမ်းကြောင့်ကွာပုံစံမျိုးစုံဖြစ်သွားတဲ့လူတွေအများကြီးပဲကွာငှက်ပုံစံတွေပါဟုတ်တယ်မလားဒါပေမဲ့အဲ့လောက်ကြီးရုပ်ပြတ်မနေဘူးကွာသိလားရုပ်ပြတ်မနေဘူးone piece မှာတမင်ကရုပ်မပြတ်ပြတ်အောင်လုပ်ထားတာကြီးကွာသိလားအဲ့မကြိုက်ကွာဒါပေမဲ့ကြိုက်ချင်တဲ့လူကကြိုက်မှာပဲဒီ software ပုံစံကြိုက်နေတဲ့ကောင်တွေကရှိမှာကြိုက်မှာပဲဒါလူတစ်မျိုးအကြိုက်တစ်မျိုးဟုတ်တယ်မလားဒါပေမဲ့ one page ကလည်းကိုရီးယား fan ပြအောင်လုပ်တာဆိုတော့သူ character သူ design ရတယ်ဟုတ်ချင်တာဟုတ်မှာပါဆက်ပါတော့နောက်တစ်ခုက one page ရဲ့ဒီ one page ရဲ့ plot ကိုပြောမယ်ဒီ plot မှာဆိုရင် one page ကအစရိုးရှင်းပဲလူဖီကပင်နယ်များပြင်ဖြစ်ချင်တယ်ဆိုရယ်ဇလန်နဲ့စထားတယ် okay နောက်ပိုင်းမှာကရိုးရှင်းဆိုရင်စနည်းနည်းဇလန်ဒီသွားထားပြီမနောက်ပိုင်းမှာသူပေါ့လိုဟိုဖြစ်ဒီဖြစ်ထပ်ဖြစ်တော့ပလော်ကြီးရတကယ်ကောင်းသွားတာလို့ပြောဝေါ်ကပတ်မှန်ပိုင်းနဲ့တဖြည်းဖြည်းနဲ့ထပ်ဖြစ်လို့ကောင်းသွားအစားပိုင်းကအရင်ရိုးရှင်းတော့ပလော်ကနောက်ဆုံးကျုံသွားမယ်ပြင်နေမှပြင်ဖြစ်မယ်ဒါပဲသူ့ရဲ့ဟိုပလော်ကဒီရပဲဒါပေမဲ့နောက်ပိုင်းမှာတော့ political ပါလာမယ်ဟိုနိုင်ငံရေးတွေဒီစီရေးပါလာပြီးတော့တဖြည်းဖြည်းနဲ့ဟို story ရကျဲသွားလို့တာပိုကောင်းသွားတာကွာစိတ်ဝင်စားဖို့ကောင်းကျဲလို့လည်းမရတော့ဘူးလေပိုင်းရလဲထောင်ကျော်နေ12ပိုင်းစီပြီးမှမဟုတ်တယ်ဟုတ်တယ်မလားအဲ့လောက်မှထပ်မဖြစ်ရင်လည်းကြည့်ဘာလို့ကြည့်နေတော့မှာဟုတ်တယ်မလားဒီနှစ်ရှည်လာများဆွဲနေပြီးတော့ကွာဟုတ်တယ်မလားပြီးတော့အဲ့လိုပဲ story plot ထဲမှာပါတဲ့ character တွေကို development ကောင်းမှာချို့ character တွေရောက်ကောင်းချို့မကောင်းတဲ့ character တွေရှိတယ်ဥပမာဘယ်လို character လဲ H ဆိုတဲ့ character တေးရဆိုတော့ South Lake ကြီးကွာတကယ် South Lake ဘာလို့ South Lake လို့ပြောရလဲဆိုတော့ကွာAlabasta မှာကွာခဏလောက်ဖြတ်လျှောက်လေးပါပြီးငါညီပါညာ Smuggler ဆိုပြီး Luffy နဲ့ဟို
တွဲပုတ်ပါညာတော့ခဏလောက်ပါသွားပြီးတော့ကောက်ပြီးတော့ Marine for ဝိုင်းမှာကောက်ပြီးတေချလိုက်တယ်။အော် Luvider development ဖြစ်အောင်လို့ပေါ့နော်။character develop ဖြစ်အောင်လို့ပြီးရင် power upgrade တွေပါဖြစ်အောင် haki တွေပါရအောင်အဲ့လိုမျိုးဘယ်လိုပဲပြောနောက်တော့ကူးချထားတယ်လို့ကြီးကတိလားဘယ်လိုပြောနောက်လိုထဲမှာဂျီယာကြီးရတေးရကွာခန်းစားလို့ရတယ် one page ရ H တေးရမဆုပ်တိတ်ပဲမတိတ်မရှိဘူးကွာတဲ့လားနှစ်ခန်းလောက်ဖြတ်လျှောက်ပြီးတော့မှတေသွားပြီးတော့နောက်ပိုင်းမှာ flat back တွေတပုံလောက်ပြထိုးတိတ်ပြီးကျွေးလိုက်ပြီးတော့အော်ဒါတို့ ညီကို flash ဒီလိုဖြစ်တာပါညာဆိုပြီးတော့ software ရေးထားလို့လားတိတ်တော့မကြိုက်ဘူးဟိုမှာနောက်တော့မှဆိုကွာ GI ရနဲ့နောက်တော့ဆိုကွာ flat back တွေနဲ့ကျွေးရမဟုတ်ကွာဟုတ်တယ်မလားနောက်တော့ခင်မာတွေက GI နဲ့ GI ရနဲ့နောက်တော့နဲ့သူ့ဘာသူ relationship ရှိပြီးသားကြီးရတူသွားဆရာတပည့်ဟလားနောက်ဆုံးကဲနောက်ဆုံးမှဆိုလဲ GI ရနဲ့နောက်တော့နဲ့တူလေ့ကျင့်ဖို့ထွက်သွားကြတယ် okay အဲ့လိုမျိုးကတိတ်ပဲရှိတယ်ဝါသီလားအခုဒီမှာ one page မှာဘာမှလည်းမဟုတ်ဟာလည်းပါစတာမှာခဏလောက်ဖြတ်လျှောက်ပြီးတော့ငါကိုပါညာဆိုရင်နောက်ပိုင်းကျသူ့ကိုဖမ်းဟန်ရသွားတယ်နည်းနည်းပေါ့ကွာတင်းရ play ပါလေးလုပ်ပြီးတော့ကွာနည်းနည်းပြိတ္တနဲ့ရင်းနေအောင်နည်းနည်းပြပြီးတော့မှလောက်ရင်တော့နည်းနည်း emotional ဖြစ်တယ်ဟိုဂျီယာကြီးကပုံစံမျိုးလိုက်ခိုးတာလားမသိဘူးနောက်တော့မှဆိုဂျီယာကြီးကတေသွားတော့ကွာပိန်နဲ့တိုက်လို့တေသွားတော့နောက်တော့ကစိတ်မှုလေ့ကျင့်ဖြစ်တယ်စိတ်မှုupdate ဖြစ်သွားရကွာပြောရမယ်ဆိုရင်ဒါကနည်းနည်းမိတ်ဆက်ဒီပဲရှိသေးတယ်ဒီ one piece မှာဥစားဘာမှလည်းအဲ့လောက်ကြီးတယ်ဟို character ကိုနဲ့လည်းရင်းနှီးအောင်လည်းမလုပ်ပါဘူးဖြုံးစားပြီး flat back တွေကျွေးပြီးတော့မှတေသွားတော့မှဖြုံးစားပြီး flat back တွေကျွေးပြီးဒါဒါဒီလိုညီကိုပြီးတော့အဒီမှာလည်းပြောရမယ်ဆိုရင်အစာပိုင်း flat back တွေမှာ Luffy နဲ့ H နဲ့နှက်ကောင်တယ်စာဖို့တော့မပေါ့နောက်ပိုင်းမှာသူပေါ့အာရဝင်လာလားဘာလားမသိဘူးမေးကြံခဲ့ရလားမသိနောက်ပိုင်းမှာစာဖို့ထည့်လိုက်တော့စာဖို့တဲ့ဒါပေမဲ့အခုအနေထားမှာစာဖို့တက်လိုက်မယ်ဆိုရင် H တုံးကတက်အောင်ပို့ပြီးတော့လက်ခံလို့ရတဲ့အနေအထားရှိရကွာစာဖို့ကနည်းနည်းကြလဲရင်းနှီးပြီးသွားတယ်ကွာတဲ့မှာရင်းနှီးပြီးသွားပြီဆိုတော့အဲ့လိုမျိုးဟုတ်တော့ရှိတယ် H ရဲ့ကန်ဟိုချို့ဆိုH ရဲ့ဆောင်းတယ်Brother, what's that? What's that, brother? ဟုတ်လားဒါဆိုမကြိုက်လို့ရဖြစ်မှာပါဒါပေမဲ့ကြိုက်တဲ့လူတွေကလည်းစောင်းနေခံစားနေတာမသိဘူးကွာနော်ဥပမာဒီမိုဆွေးရမှာတပိုင်းတစ်ပိုင်းလောက်တွေးခဲ့တဲ့ဟို Rangoku တေးရအောင်စောင်းခံစားပြရတယ်ဟုတ်တယ်မလားဟုတ်ရင်တော့ဟုတ်မှာဟုတ်တယ်မလားပြီးတော့ဂျီယာကြီးကနောက်လိုစီက copy ရဆိုတာပြောတာဂျီယာကြီးကမန်ဂါမှာအရင်တေးရ H တဲ့အဲ့ဒါမလို့ဂျီယာကြီးကို copy ရဆိုပြီးပြောချင်တာကွာတေးတဲ့အခန်းအောင် character development အောင်ပေါ့နော် blog ကကောင်းတာလည်းရှိတယ်ဒီ one piece blog မှာဘာကြီးကောင်းလဲဆိုရင်ライゾー殿はご無事ですလုံးဝတကယ်လည်းကြာကြာ short ဖြစ်သွားဟုတ်လိုက်လားထင်အောင်မထင်အောင်ကမသိ ninja ဒီမှာ ninja ဖွက်ထားရှိလားဆိုရင်အသေးကြီးဝါချေဖြက်လက်တွေပြန်ကြောင်းနဲ့ခွေးနဲ့အမှတိုင်နေပတ်နေတဲ့အချိန်ဒီကောင်းနေမရှိမနဲ့တမင်တကာစောက်ဘူးလီလာလုံနေရောပြီးလက်ပြီးတော့မှပြုံးစားကြီးကောက်ထွက်လာအဲ့နေရာတကယ်မိုက်တယ်အဲ့ဘလော့ကတော့ကြိုက်ပါတယ်တကယ်လည်းတက်ခံလို့ရတယ်တကယ်ကောင်းတဲ့ဟိုအခန်းတစ်ခန်းလို့ပြောလို့ရတယ်နောက်တစ်ခါそうだってこと勘十郎ကန်ဂျူရိုတက်စာဖောက်တာတော့ရှောက်ပါဒီကောင်စဘောလို့စောက်ယူလို့လုပ်လာပြီးနောက်ဘဲကျမှတက်စာဖောက်ဖြစ်နေတာအဲ့ဥစ္စာတော့တကယ်ကောင်းတယ်အဲ့ဒါလက်ခံတယ်အဲ့နှခမ်းလောက်ပါပဲတခြားဥစ္စာကြီးအဲ့လောက်ကြီးဖီးဖြစ်လောက်တဲ့ဒီရောဖြစ်မနေဒါပေမဲ့အဲ့နှခမ်းကတကယ်လေးစားရတကယ်ကောင်းတယ်ဟာတည်လားတခြားဥစ္စာရောတာမှန်မယ်အရင်ထူးခြားမနေဘူးကွာတဲ့ပုံမှန် anime မှာလည်းတွေ့နေရတာပဲ plot အရင်ကောင်းလုံးပါဆိုရအောင်လဲအပိုင်းကလည်းထောင်ချီနေပြီလေကွာဒီလောက်မှ plot မကောင်းရင်လဲဟာလားဘာလို့တော့မှာဟုတ်မလားဒီအဲ့လောက် plot ကောင်းမှဆိုတာတော့မှ12ပိုင်းပဲထွက်တဲ့ Hatsuo Elite ကိုတော့မမှီဘူးရှင်းပြောရမယ်ဆိုရင်ဟာနော်ပြီးတော့ wall building သူရဲ့ one page wall ကလေသူဒီပလက်ဝိုင်းနဲ့ကျွန်းနေအများကြီးပဲဝါတိလားဟိုမန်ဂါထဲမှာမာကိုပြောတာပါလေကျွန်းပေါင်း
ဘယ်လိုပြောမလဲ10 million မှ20 million ကြားရှိရဲဆိုတော့ဒါပေါက်လို့ပဲသားနည်းနည်းဆန်တယ်ကွာဒီလားတိတိကျမြင်ခဲ့ကျိုးနေတာလက်ချိုးကြီးလို့တော့ရရဲကိုကပြီးတော့ကောက်ပြီးတော့10နဲ့20ကြား million ရှိရဲဆိုတော့တခုခုဆိုရင်ဝါကြိုက်တဲ့ကျွန်းကောက်ဆိုကြိုက်တဲ့နာမည်ကောက်ပေးပြီးတော့ AC ကောက်ထွင်လို့ချလို့ရတဲ့ပုံစံမျိုးကြီးကွာဒီလားတိတ်ပြီးတော့လဲ impressive ဖြစ်မနေဘူးကွာဒီလားနောက်တော့မှဆိုရင်နိုင်ငံဗတနိုင်ငံရှိရပါအဲ့နိုင်ငံတွေပါအသေးစိတ်တည်ရကွာဒါပေမဲ့နောက်တော့လည်းနည်းနည်းအားနေများတော့အပြည့်မိနိုင်ငံတို့ရဲ့ဒီခုနကအကြောင်းမဲ့တည်ရအများနောက်တဲ့တဲဝင်တည်ရတာဆိုတော့ကာရာရဲ့တဲနိုင်ငံရှိမှဒါတော့ပဲထားပါတော့ပြောရမယ်ဆိုရင်ဟိုနောက်တော့နဲ့ရှင်အောင်မှတိတ်ပြီးတော့ဟိုဝေါ်ပေးနေတဲ့တိတ်မရှင်းလင်းနေဘူးကွာတဲ့လားပြီးတော့ဟိုစလိုင်းလောက်တောင်မှတိတ်ပြီးတော့စိတ်ဝင်စားအောင်မကောင်းဝေါ်ပေးနေအမှန်တမ်းပြောရမယ်ဆိုရင်ကျွန်တော်တော့စိတ်ဝင်စားအောင်များဆိုတော့ဒီရီတွက်လို့မရတဲ့ကျုံးနေရရှိနေတဲ့အချိန်မှာကြိုက်ပြီးတော့ကြိုက်လို့ကူstory ကိုဆက်သွားလို့ရဝေါ်ပေးတဲ့ပုံစံမျိုးကြိုက်တယ်ဆိုရင်တော့မပြောတတ်ဘူးဟုတ်မှာနောက်ပြီးတော့ feeling ဟိုတစ်ခါပြောတာအင်းမှုဟိုဖြစ်တယ်ပါတကယ်လဲတိတ်ပြီးတော့ impressive ဖြစ်မနေဟုတ်တယ်မလားရှိစားတွေ့ခဲ့တဲ့ feeling တွေကြည့်ပါကွာပါကီယာစားဖိုက်တယ်စောက်ဘောလို့စောက်ယူလို့နဲ့ဟိုဘာကောင်းလဲဂျိုကာလို့မူလီလို့နဲ့ထားပါတော့ဒီကောင်ကဟာတာကာရိုက်တာသဘောမျိုးတွားထားရဆိုတော့ဟုတ်တယ်မလားဒီကောင်ကဟာတာကာရိုက်တာအဲ့ဒါပြီးတော့နောက်ထပ်လာမယ် Celsian Dragon တွေကွာအကောင်တွေကလည်းလူတွေပဲမလားဒါပေမဲ့စောက်ရုပ်တွေကဘယ်လိုဖြစ်နေလဲဘာကာလာဝတ်ဆောင်ရင်ရုပ်တွေကဒီရုပ်တွေပဲလူတွေကပဲဖြစ်သွားတာဒိုဖလင်မင်ဂိုတော့ဘာလို့ကြောက်ဘာလို့ပုံမှန်ဖြစ်နေလဲဟာစက်တလဲရေကွာပြောရမယ်ဆိုရင်ကွာတမင်ကကွာကာရီယာတွေကိုမစိုးအောင်လုပ်ထားတာကွာသိလားတိတ်မလိုအပ်တာကြီးကွာတာရီကအဲ့လောက်မလိုအပ်ဘူးဟုတ်ပဲငါးလူသားကြီးပါကိုကြိုက်လို့ဆွဲဒါပေမဲ့လူအချင်းချင်းတော့မတူဘူးကွာတကောင်နဲ့ကောင်ဒါပေမဲ့မတူဘူးဆိုဟုတ်တယ်အပြင်မှာပြောရင်လူအချင်းချင်းအပြင်မှာတော့တရားနဲ့တရားတူလို့လားဒါပေမဲ့ကျွန်တော်တို့အဲ့လိုကြီး၄တောင်ကြီးပလော်ကြီးအဲ့လိုကြီးဖြစ်မနေဘူးကွာဟုတ်လားနော်အဲ့လိုစက်တလဲတော့ဖြစ်မနေဘူးအဲ့လိုပြီးရင် feeling တွေဆိုရင်လည်းကွာထွက်လာတဲ့မြ feeling တွေခုနဘာကီယာစပြီးနောက်ထွက်ပင်မာတော့ပါနောက်တောက်လျှောက်ထွက်လာတဲ့ feeling တွေတိုက်ကြည့်တယ်တေချာကြည့်တော့ကောင်းတာဆိုဒိုဖလင်မကိုရှိမယ်ကွာဒီဟိုအနေရှိမယ်ကွာသူတို့နှစ်ယောက်ရှိမယ်ဒီနေ့ feeling တွေကနည်းနည်းစောက်ခွာဟာတာဆန်နေဟာတာလာလုံနေတဲ့အတိုင်းပင်မာဆိုရင်ပါကြီးလေဟိုအရင်ပုံမှန်နေနေဟောနောက်ပိုင်းပုံနေဟာတာဆန်လာပင်မာခမ်းမှာဆိုရင်ပုံအောင်တိတာတည်းရဲ့အဲ့မှာပါရဲ့မှန်များကောင်းနေအကုန်လုံးအောင်ကွာစောက်တလွဲကောင်းနေကြီးပဲဘာရုပ်တွေမှမသိဟုတ်တယ်မလားပြီးတော့ဒိုဖလင်မင်ဂိုခမ်းမှာတော့မှသူ့ရဲ့နောက်လိုက်တွေကစောက်တလွဲရုပ်တွေနဲ့ရှိကြတာပဲထားပါပြောချင်တာတကယ် feeling အထားကြကြဆိုကြည့်လို့ကောင်းစင်ပြေတာဆိုတော့ဒိုဖလင်မင်ဂိုရှိမယ်အနေရရှိမယ်တို့နှစ်ကောင်ရှိမယ်ကွာဒီခိုင်တိုလည်းမိုက်ပါခိုင်တိုလည်းမစိုးလို့ပြောလို့ရတယ်ဒါပေမဲ့တခြား feeling တွေအဲ့လောက်ကြီးမဟုတ်ဘူးပါသိလားအခုနောက်ဆုံးပိုင်းဒီ fire editor ဆိုရဲကြည့်အောင်ဘာကောင်းနေဘိုးကောင်းတီကောင်းလို့ကျွတ်လို့တကောင်ပါလာသေးရဲ့ဟုတ်လားပင့်ကိုတီကောင်းလို့ကျွတ်လို့ပြီးငှက်မြင်ဘာကြီးလဲစောက်တလွဲတွေကွာသိလားတိတ်စောင်းနာကွက်တွေကွာသိလားfeeling တွေကအဲ့လိုပြောရင်လည်းဒီ one week ban တွေကဖင်နာအောင်မယ်ဟုတ်လားဖင်နာလည်းမတတ်နိုင်ဘူးကိုမမကြိုက်တာဟုတ်လားမကြိုက်ဘူးပဲပြောမှာပဲပြီးရင်တချို့ကောင်တွေကာရီတာတွေတရိုက်ခန်းဆိုလည်းတဲ့လားတကယ်စောင်းနာကန်ကွက်တွေဟိုဘွယ်နေပြရမှာရေးရမှာမတဲကွယ်ဥပမာကွာဖက်ကဖန်စောက်ရှာထွက်နေရတာပေရစောက်ရှာထွက်နေအပေသားတော့တနာရရမှာအဲ့ဒါပြောကွာဒီက 1P မှာမကြိုက်သေးတဲ့အချက်တစ်ချက်ကဟိုအဲ့တခုလာပြီကွာအခုမှ main villain တကောင်ချပြီဆိုစောင်းအောင်ပေရှိနေကွာမပြီးဘူးဟိုချီရောက်ရည်ညူတာထားလိုက်ထိုင်လိုက်မပြီးရောဟုတ်တယ် ချာမပြီးတော့
ဟိုဟာမပြီးတော့ဘူးဆိုတာအများကြီးပြောအဲ့တစ်ခုဆိုလဲဆောင်းအချိန်ကြီးအကြာကြီးပဲအဲ့လိုပြောရဲဆိုရင်ဟို तू ကမန်ဂါ तू ကဖေလာကြီးထည့်ပေးရပါဘယ်လိုပဲပြောကွာဥမာနာအိုတိုမှာဆိုလဲနာအိုတို4နေကြကွာကွာဒါဆိုရင် V line တစ်ကောင်တည်းအောင်မော် V line နဲ့အများကြီးပဲတန်းစီကြီးနေရပဲ V line ကြီးအဲ့ဒါတောင်တစ်နှစ်ခွဲ2နှစ်နီးပါးပဲအချိန်ယူပြီးတော့ပြီးသွားတာ1တော့4နှစ်နီးပါးကြာတယ်စောက်တလွဲပြီးရင်ဆောင်းပြင်းမှုကောင်တကယ်ပြောရင်ကွာအဲ့လောက်ကြီးလည်းမဟုတ်ဘူးကွာဟိုချလိုက်ထားလိုက်နဲ့ဒါပဲပန့်နေဒီဗီဒီယိုတစ်ခေါင်ချတေချာဇလန်းကိုတေချာကွာသေးလားအဲ့လောက်လည်းမဟုတ်ဘူးထိုင်လိုက်ချလိုက်နေမပြီးတော့ဘူးကွာမှာအဲ့4နှစ်လောက်ကြာသွားဘာလို့ကြာလဲဟာလားအဲ့ဒါပြောတော့ကြိုက်တဲ့လူရောကြိုက်မှာပေါ့ဒါပေမဲ့ကြိုက်တဲ့လူရမကြိုက်ဘူးလေမကြိုက်လို့လေဒီမကြိုက်ဘူးလို့ပြောတာဟုတ်တယ်မလားဒါဘာမှဖင်နာစရာလည်းမလိုဘူးကွာဟုတ်လားဒီလောက်ပါပဲကဲဗီဒီယိုလည်းရမ်းရှည်သွားမှာဆိုတော့ကျွန်တော်ဒီလောက်နဲ့ပဲနားလိုက်မယ်ဒီလောက်ဆိုရင်အဓိကအချက်ဒီလောက်တော့သိလာပြီဟုတ်တယ်မလားကျွန်တော်တို့မကြိုက်တဲ့လူတွေရှိမှာမကြိုက်ရင်မကြိုက်ဘူးပြောလိုက်ဟာဘာသူများကြိုက်လို့လိုက်ကြိုက်နေကြမလို့ဟုတ်တယ်မလားမကြည့်ရမဟုတ်ကြည့်ရသူကလည်းသူတော့ကောင်းတယ်ရိုင်း over ဖြစ်နေကြတယ်အကြောင်းမရှိဘူးကားကြီးတာမန်ပဲဟုတ်လားတာမန်ကားတကားပဲအများကြီးပုံမနေโอเคကဲဆဲချင်တဲ့လူတွေဆဲလို့ရရင်လားကျွန်တော်တို့ဆဲပေးတယ်ခင်ဗျားတို့ဆဲရရှိရပြောလို့ခင်ဗျားတို့လည်းပင်မန်းနေကြည့်ရဗီဒီယိုဆုံးကြည့်ရပင်မန်းဟုတ်တယ်မလားအမှန်နည်းတော့လက်လေးရအားလေးချောင်းသွားလို့ရရဟုတ်တယ်မလားဒီတော့ပါပဲ